ကျောင်းမှာစော်၄ယောက်ပါလို့ထားကောင်မလေးထားတယ်ဆိုတယောက်ပဲထားလေမင်းတယောက်ထားလို့ရတယောက်တည်းထားတာမင်းကစော်နဲ့ကေဂျီကိုအခုမင်းစော်ငါ့ကိုလာပြောသွားတယ်ခောက်ပြန်နေတယ်တဲ့မင်းကစော်၄ယောက်ထားတယ်တဲ့အားမင်းဘယ်လိုရှင်းပါလဲမင်းကဒီเจ้าမှာစိုးဆိုဟုတ်ဟမ်စိုးမဟုတ်လားဘာလဲအဲ့ဒါဆိုဘာကရမယ်ရေချိုးရမှာရေချိုးမှာเจ้าလိုက်ရေချိုးမှာဘာမှမလုပ်ရမကျုံမင်းယူကြည့်ဦးဟာမင်းကကျောင်းလေးနဲ့လာတယ်အခုကျောင်းမဲကြီးဖြစ်နေတယ်အခုဘယ်နှစ်တန်းရောက်သွားလဲကေဂျီမင်းကျောင်းမှာစော်၄ယောက်ပါလို့ထားကောင်မလေးထားတယ်ဆိုတယောက်ပဲထားလေမင်းတယောက်ထားလို့ရတယောက်တည်းထားတာမင်းကစော်နဲ့ကေဂျီကိုအခုမင်းစော်ငါ့ကိုလာပြောသွားတယ်ခောက်ပြန်နေတယ်တဲ့မင်းကစော်၄ယောက်ထားတယ်တဲ့အားမင်းဘယ်လိုရှင်းပါလဲတယောက်ဆိုတယောက်ပဲရှိလေမင်းစော်ကြည့်ပဲဖြစ်တိုင်းအဲ့လိုအများကြီးဖြစ်လို့မရဘူးမင်းကဒီเจ้าမှာကင်းလားမင်းအခန်းထဲမှာစော်ကြည့်ပဲဆိုဒီလိုဒီဇိုင်းမျိုးနဲ့မင်းစော်တယ်ဒီဒီဆိုင်ကလာတဲ့စော်တယ်ဒီလေဆရာတလန်ခိုက်ဓာတ်ပြက်နေပြီနော်ဒီလေမင်းကောင်းမလေးနဲ့အိမ်ဒူးဆန်ဒီလေအိမ်မှုတက်ပိုင်အိမ်မှုသက်ပိုင်အိမ်မှုတက်ပိုင်ကမင်းစော်မင်းနောက်ထပ်3ယောက်ထားတာလာမင်းရဲ့ကျဲစင်းရဲ့မိကြပြရဲ့အဲ့3ယောက်ကမလို့လို့ပါမဖြတ်ပါစော်တရားပဲထားနော်ခေါ်ရညာကြီးထားနေပြီမင်းကရတယ်မင်းရတယ်ဒီလိုကိုလိုလိုမင်းနဲ့လေဘာဖြစ်နေရလဲလို့အာမဖြစ်နိစ္စနဲ့ခိုင်းပြရတော့ဟာတနာပြက်ကုန်ပြီတဲ့တခါပြန်လဲရအောင်ပါဗောအိမ်နောက်ခါရေချိုးလာမှာလားအေးဟုတ်ပြီငါတို့